အားလုံးပဲမင်္ဂလာပါ Talking Football မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2026 AR Band Tri-Nation Cup ပွဲစဉ်တွေကိုဘယ်လိုင်းကနေကြည့်ရှုရမလဲဆိုတဲ့အကြောင်းအရာပါဝင်နောက်ဆုံးရရှိထားတဲ့မြန်မာဘောလုံးသတင်းတွေအကြောင်းကိုပြောပြပေးခြင်းပါတယ်ပထမအဆုံးချိန်ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ဒုတိယချိန်ခွဲစိတ်မှုကိုပြုလုပ်ခဲ့ရတဲ့ဝိုင်းကွင်းလေကစားသမားမျိုးကိုထုံးရဲ့အကြောင်းပဲဖြစ်ပါတယ်မြန်မာလူရေးစဉ်ကစားသမားဟောင်းတဦးလည်းဖြစ်တယ်လို့ပြီးခဲ့တဲ့ရာသီကတိရှယ်ယူနိုက်တက်အသင်းအတွက်အကောင်းဆုံးပုံစံတစ်ခုကိုပြသနေစေဖြစ်တဲ့ဝိုင်းကွင်းလေကစားသမားမျိုးကိုထုံးကတော့ပြီးခဲ့တဲ့ရက်ပိုင်းကခွဲစိတ်ကူးတာမှုကိုဒုတိယချိန်ခံယူခဲ့ရတယ်လို့သိရှိရပါတယ်မြန်မာ National League စတင်တဲ့2009ခုနှစ်ကနေပြီးခဲ့တဲ့ရာသီတုန်းကအထိမြန်မာ National League မှာအကောင်းဆုံးပုံစံတစ်ခုကိုပြသနေစေဖြစ်တဲ့ဝိုင်းကွင်းလေကစားသမားမျိုးကိုထုံးကတော့ဒုတိယရရှိခဲ့တဲ့အတွက်ဒုတိယချိန်မြောက်ခွဲစိတ်ကူးတာမှုကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောရဲ့အကူအညီနဲ့ခွဲစိတ်ကူးတာမှုကိုခံယူခဲ့ပြီးလက်ရှိချိန်မှာအောင်မြင်ခဲ့တယ်လို့သိရှိရပါတယ်။ဒါပေမဲ့လည်းမျိုးကိုထုံကဒဏ်ရာကနေအရှင်းသက်သာပျောက်ကင်းစေဖို့အတွက်ကာလတစ်ခုကြာအနိုင်ယူရနိုင်ခြေရှိပြီးအခုနှစ်ဘောလုံးရာသီမှာရှယ်ယူနိုက်တက်အသင်းအတွက်ပါဝင်ကစားခွင့်ရရှိမလားဆိုတာကလည်းစောင့်ကြည့်တော့ရမှာဖြစ်ပါတယ်။မျိုးကိုထုံတယောက်ဒဏ်ရာကနေပြန်လည်သက်သာကောင်းမွန်လာတာကိုတော့မြန်မာဘောလုံးချစ်ပရိသတ်တွေနဲ့မျိုးကိုထုံရဲ့ကစားပေါ်ကစားပတ်တွေကတော့ဝမ်းသာခုံယူနေကြပါတယ်။ဒုတိယအနေနဲ့တင်ဆက်ပေးချင်တာကတော့ပြည်ဦးလင်မှာဘောလုံးအကယ်ဒမီကိုဖွင့်လှစ်ထားတဲ့ပြည်သူ့ချစ်တော်တန်တန်းထွေရဲ့အကြောင်းပဲဖြစ်ပါတယ်။မြန်မာလေရေးစဉ်မြို့သမီးသင်းရဲ့အဓိကကစားသမားတအုပ်ဖြစ်ခဲ့မှုတဲ့တန်တန်းထွေဟာလက်ရှိချိန်မှာတော့ပြည်ဦးလင်မှာနေထိုင်ရင်ဘောလုံးအကယ်ဒမီတစ်ခုကိုဖွင့်လှစ်ထားတယ်လို့သိရှိရပါတယ်။တစ်ချိန်လုံးကမြန်မာလေရေးစဉ်မြို့သမီးသင်းတို့အကောင်းဆုံးပုံစံတစ်ခုကိုပြသခဲ့ပြီးပြည်သူ့ချစ်တော်ဘွဲကိုရရှိခဲ့မှုတဲ့ကွင်းလေကစားသမားတန်တန်းထွေဟာ2024-2025ဘောလုံးရာသီမှာတော့ AR United အသင်းအတွက်ကစားသမားနီးပြရာထူးနဲ့ရောက်ရှိခဲ့ပြီးတော့ AR မြို့သမီးအသင်းအတွက်လည်းပုံစံကောင်းတစ်ခုကိုပြသနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းတန်တန်းထွေရနောက်ပိုင်းမှာတော့နီးပြအဖြစ်ကိုကူးပြောင်းခဲ့ပြီးပြီးခဲ့တဲ့2025-2026ဘောလုံးရာသီတီ AR United မြို့သမီးအသင်းရဲ့နီးပြအဖွဲ့ဝင်တစ်ခုဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းတန်တန်းထွေရလက်ရှိချိန်မှာတော့ AR United မြို့သမီးအသင်းနဲ့လမ်းခွဲခဲ့ပြီးပြိုးလင်မှာနေထိုင်ရင်မျိုးဆက်သစ်ဘောလုံးသမားတွေအတွက်အခြေခံဘောလုံးပညာတွေကိုဖြန့်ဖြူးပေးနေလျက်ရှိတယ်လို့သိရှိရပါတယ်။တန်တန်းတွေဖွင့်လှစ်ထားတဲ့ TTH ဘောလုံးကယ်မီကိုတော့ပြီးခဲ့တဲ့မေလ3ရက်နေ့တည်းကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတန်တန်းထွေအပြင်မြန်မာလေရေးစဉ်မြို့သမီးအသင်းရဲ့ကစားသမားဟောင်းတချို့ကလည်းလာရောက်သင်ကြားပေးနေလျက်ရှိတယ်လို့သိရှိရပါတယ်။နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့2026 AR Band Tri-Nation Cup ပွဲစဉ်တွေကိုဘယ်ရုပ်သံလိုင်းကနေကြည့်ရှုရမလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။လာမယ့်ဇွန်လ3ရက်နေ့ကနေ9ရက်နေ့ထိရန်ကုန်မြို့မှာကျင်းပသွားမယ်2026 AR Band Tri-Nation Cup ပြိုင်ပွဲကိုတော့မြန်မာလေရေးစဉ်မြို့သမီးအသင်းပြင်ထိုင်းလေရေးစဉ်မြို့သမီးအသင်းဥပကစ္စတန်လေရေးစဉ်မြို့သမီးအသင်းတွေကရှင်ပြိုင်ကစားတော့ရမှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်တွေကိုကြည့်ရှုအားပေးနိုင်ဖို့လက်မှတ်တွေကိုမကြာမီရက်ပိုင်းတွင်းမှာရောင်းချပေးသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံတဝန်းကမြန်မာဘောလုံးချစ်ပရိသတ်တွေကြည့်ရှုနိုင်ဖို့အတွက်အခမဲ့ရုပ်သံလမ်းတစ်လိုင်းကနေတက်ရိုက် live ထုတ်လွှင့်ပြသနိုင်ဖို့အတွက်လက်ရှိချိန်မှာညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်နေလဲရှိတယ်လို့သိရှိရပါတယ်။မြန်မာလေရေးစဉ်မြို့သမီးအသင်းရှင်ပြိုင်ကစားမယ် Tri-Nation Cup ပြိုင်ပွဲအတွက်မြန်မာလေရေးစဉ်မြို့သမီးအသင်းကတော့ပြီးခဲ့တဲ့ဧပြီလထဲကစတင်လေ့ကျင့်မှုတွေပြုလုပ်နေလဲရှိတယ်လို့လက်ရှိချိန်မှာတော့မြန်မာလေရေးစဉ်မြို့သမီးအသင်းရဲ့နီးပြချုပ်သစ်လက်အောက်မှာလည်းဆက်လက်လေ့ကျင့်မှုတွေကိုဆောင်ရွက်နေလဲရှိပါတယ်မြန်မာလေရေးစဉ်မြို့သမီးအသင်းဟာ2026 AR Band Tri-Nation Cup ရဲ့ပွဲစဉ်တွေအနေနဲ့ဇွန်လ3ရက်နေ့မှာဥပကစ္စတန်အသင်းနဲ့ရှင်ပြိုင်ကစားတော့ရမှာဖြစ်တယ်လို့ဇွန်လ9ရက်နေ့မှာတော့ထိုင်းလေရေးစဉ်မြို့သမီးအသင်းနဲ့ရှင်ပြိုင်ကစားတော့ရမှာဖြစ်ပါတယ်အခုပြောပြပေးခဲ့တာကတော့2026AR Band Tri-Nation Cup ပြိုင်ပွဲကိုဘယ်ရုပ်သံလိုင်းကနေကြည့်ရှုလို့ရမလဲဆိုတဲ့အကြောင်းပါဝင်နောက်ဆုံးရရှိထားတဲ့မြန်မာဘောလုံးသတင်းတွေအကြောင်းကိုစူးစီးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်